Good morning everyone. This is Sasway from MIPD Institute. ဒီနေ့ကျွန်တော်အဓိကဆွေးနွေးမှာကကျွန်တော်လုပ်ငန်းခွင်မှာအလုပ်လုပ်နေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ကဘယ်လိုမျိုးရှိလဲဆိုတဲ့ဟာမျိုးကိုပြောပြချင်တဲ့အခါကျရင်ကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ပြောရမလဲဆိုတဲ့ဟာမျိုးကိုဒီနေ့အဓိကထားပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်။အဓိကတော့ phrase လေးတစ်ခုသုံးပြီးတော့သူ့ရဲ့အနောက်မှာ adjective လေးထည့်လိုက်ရုံပဲ For example, my work is တော့မဟုတ် my job is ကျွန်တော်ရဲ့အလုပ်ကပြီးရင်သူ့ရဲ့အနောက်မှာကျွန်တော် adjective လေးတွေထည့်လိုက်ရင်ရတယ် For example, my job is interesting စိတ်ဝင်စားစရာကောင်းတယ် My job is exciting ကျွန်တော်အလုပ်ကစိတ်လှုပ်ရှားစရာကောင်းတယ် For example, my job is challenging ကျွန်တော်အလုပ်ကစင်ကောင်းမှုရှိပါတယ်အရန်ခက်ခဲတယ်လို့ပြောချင်တာပါ My job is rewarding ကျွန်တော်အလုပ်ကဆုလက်တွေအများကြီးရတဲ့အလုပ်ပုံစံမျိုးဖြစ်ပါတယ်ဥပမာကိုလုပ်ရင်လုပ်တော့အမြတ်ရတယ်လို့အပြစ်မဲ့ပြုကျင့်ခံရတာမျိုးတွေကိုကျွန်တော်တို့ rewarding လို့ခေါ်ပါတယ် For example, my job is demanding ကျွန်တော်အလုပ်မှာအရန်ပဲမညာမတာခိုင်းတဲ့အလုပ်မျိုးဖြစ်ပါတယ်တတိယတစ်မျိုးလာခိုင်းလိုက်မန်နေဂျာတစ်မျိုးလာခိုင်းလိုက်နဲ့ကိုဘာလုပ်ရမှမသိဘူးဖြစ်နေတဲ့အလုပ်ပုံစံမျိုးဆိုလို့ရှိရင် my job is demanding လို့ပြောလို့ရပါတယ်နောက်တစ်ခုက my job is tough အဲ့တော့ my job is tough လို့ပြောလိုက်ရင်ကျွန်တော်အလုပ်ကအရန်ထိတွေတယ်ရှလွယ်တယ်လို့ပြောတာပါစကလုံးလေးတစ်လုံးမားတာနဲ့ဒုက္ခရောက်သွားမယ်ပုံစံမျိုးကဏ္ဍတစ်လုံးပူသွားတာနဲ့အများကြီးအပြောင်းလဲဖြစ်သွားတာမျိုးတွေဖြစ်တဲ့အလုပ်မျိုးတွေကိုကျွန်တော် tough လို့ခေါ်ပါတယ် tough My job is tough နောက်တစ်ခုက my job is dull My job is dull ဆိုတာ it's a kind of saying boring လို့ပြောတာကျွန်တော်အလုပ်ကပြင်းစရာကောင်းပါတယ်နောက်တစ်ခုက my job is tiring အဲ့တော့ကျွန်တော်ရဲ့အလုပ်ကအရန်ပန်ပန်းတယ်အလုပ်အမျိုးအစားမျိုးဖြစ်ပါတယ်အဲ့တော့အခုနကကျွန်တော်ပြောလိုက်တဲ့ adjective လေးတွေကို my job is ရဲ့အနောက်မှာထည့်လိုက်တာနဲ့ကိုယ့်ရဲ့အလုပ်အမျိုးအစားကဘယ်လိုမျိုးလဲဆိုတဲ့ဟာပေါ်ပြလို့ရပါတယ်ရိုးရိုးနဲ့လွယ်လေးပါဒီ adjective တွေကိုချက်ထားဖို့လိုတယ်ရအောင်အလုပ်ရဖို့လိုတယ်ပြီးရင်အဲ့ဒါကို my job is ရဲ့အနောက်မှာထည့်လိုက်ရုံပဲ For example, my job is tiring, my job is tough, my job is exciting, my job is interesting, my job is challenging, my job is tiring, my job is demanding, my job is rewarding, my job is boring. So ကိုအဆင်ပြေတဲ့ပုံစံတစ်ခုနဲ့ကိုနဲ့ like ပတ်တဲ့ပုံစံကိုပြောလို့ရပါတယ် Thank you so much. See you next time.